တောင်ငူဘရင်မင်းကြီးညိုနဲ့ရွာဆန်သွားတဲ့အခါမူမတ်တင်နာပရိတွေအကုန်လုံးကတညီတညွတ်ထဲမင်းသားတပင်ရွှေတီကိုနန်းတင်ကြပါတယ်အသက်15နှစ်နဲ့ရှင်ဘရင်ဖြစ်လာတဲ့မင်းတရားရွှေတီဟာဘရင်ဖြစ်တဲ့အချိန်ထိနားမထွင်းရသေးပဲရှိနေပါတယ်အကြောင်းကတော့မင်းကြီးညိုဟာသူ့သားကိုချစ်လွန်းတဲ့အတွက်နားထွင်းဖို့မင်္ဂလာအရှိဆုံးအချိန်အခါကိုရွေးခဲ့ပေမဲ့သူ့စိတ်ကြိုက်အခါတော်မတွေ့ခဲ့တာကြောင့်ဖြစ်ပါတယ်တပင်ရွှေတီဟာရှေးဘဝဆူတောင်းဖြစ်တဲ့အပြင်ငယ်ငယ်ကလေးကဖူးကျင်တဲ့ဟန်တာဝရီကရွှေမော်တော်ဖျားမှာနားထွင်းမင်္ဂလာပြုဖို့စီစဉ်ပါတယ်ရွှေမော်တော်ဖျားဟာအလွန်တကိုးကြီးပြီးဆူတောင်းတိုင်းပြည့်တဲ့အတွက်မင်းကြီးမင်းသားတွေနဲ့ဖျားဘူးလာသူတွေစီကားတဲ့နေရာဖြစ်ပါတယ်နောက်ပိုင်းမှာတော့မွန်ဘရင်တွေကမင်းကြီးမင်းသားတွေဆူတောင်းပြည့်ပြီးပုံကန်ထကြွအောင်မြင်မှာစိုးတဲ့အတွက်ရွှေမော်တော်ဖျားကိုဘယ်သူမှမဖူးရလို့အမိန့်ချမှတ်ကစစ်တီရဲမတ်တွေနဲ့အဆောင်ချထားပါတယ်တပင်ရွှေထီးရဲ့နားထွင်းမဲ့အစီအစဉ်ကိုတောင်ငူရဲ့ငူကြီးမရတွေနဲ့တင်နာပရိတွေကြားတဲ့အခါအလွန်တုန်လှုပ်သွားကြပါတယ်အခုမှတက်ခါစားဘရင်ဖြစ်တဲ့အပြင်ရန်သူနယ်မြေဖျားမှာအချိန်တန်ကြာနားထွင်းမဲ့ဆိုတဲ့အတွက်အကယ်၍တစုံတရာမှားယွင်းခဲ့တော့တောင်ငူထီးနဲ့ပြတ်သွားမှာကိုအလွန်စိုးရိမ်ကြပါတယ်ဒီရေးဟာအမတန်ကြီးလေးတဲ့အတွက်ကျော်ထင်တော်ရထားဘွဲခံရှင်ရဲထော်ဟာရန်သူနယ်မြေကိုဝင်ရောက်ဖို့အတွက်အထူးစစ်စင်ရေးတရက်ကိုပြင်ဆင်ရပါတယ်လျှက်တစ်ပြက်အတွင်းအရေးကိစ္စကိုပြည်စည်းအောင်ဆောင်ရွက်နိုင်ဖို့ဆိုတာဟာများပြားတဲ့စစ်တီအင်အားတဲ့စစ်ဘလူးတွေလို့တင်စားရတဲ့စစ်သူရဲကောင်းတွေကိုသာအသုံးပြုမှာဖြစ်ပါတယ်အထိတ်တလန့်အကြောက်တရားမရှိတဲ့စစ်တရဲတွေရွေးချယ်ဖို့အတွက်တပင်ရွှေတီဟာလက်သေးကြားကိုအပ်ဆိုင်ပြီးတူနဲ့ရိုက်သွင်းတဲ့အချိန်မှာမတွန့်မယွန့်တဲ့သူတွေကိုသာအမှုတော်ကိုထမ်းရွက်စေမှာဖြစ်ပါတယ်ရှင်ဘီရင်ကိုယ်တိုင်ရွေးချယ်မှာဖြစ်တဲ့အတွက်အမှုတော်ကိုထမ်းခွင့်ရဖို့နန်းတော်တစ်ခုလုံးသူ့တက်ငါကြိတ်ကြိတ်တို့စီကားနေပါတယ်နောက်ပြီးတပင်ရွှေတီကစမ်းသပ်မှုကိုမလုပ်ဘဲနောက်တော်ကိုလိုက်ခွင့်မရှိစေရလို့အမိန့်ရှိတဲ့အတွက်သူ့ရဲ့လူယုံငယ်ကျွန်းတွေပါစမ်းသပ်ပွဲကိုဝင်ရောက်အရွေးခံကြပါတယ်ဒီနားထွင်းပွဲနဲ့ပတ်သက်ပြီးတမိုင်းမှာပြောစမှတ်ကြံခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ပါတယ်တပင်ရွှေတီနတ်တက်တဲ့အချိန်မှာသူ့ဖွားဘက်တော်တွေဟာဘီရင်ပါမှာဓာထမ်းပြီးအမှုထမ်းရတဲ့လူယုံတက်မှုတွေဖြစ်လာကြပါတယ်ဒီထဲမှာတပင်ရွှေတီရဲ့ဖွားဘက်တော်တဦးဖြစ်တဲ့ဗလာရဲထင်ဟာသူရဲကောင်းရွေးချယ်ပွဲမှာဝင်ရောက်အရွေးခံပါတယ်လက်သေးကြားကိုအပ်ဆိုင်ပြီးသူနဲ့အထုခံရချိန်မှာဗလာရဲထင်ဟာအနှဲငယ်တွန့်သွားတာကိုတပင်ရွှေတီနဲ့ပိတ်သက်ဘူပါအပေါင်းကအထင်ရှားမြင်လိုက်ရပါတယ်ဒါကြောင့်တပင်ရွှေတီကဗလာရဲထင်ကသွေးတွန့်ရသလားလို့မိန့်ပြီးပြုံးပါတယ်လူရွေးပွဲမှာမအောင်မြင်တဲ့အတွက်ကျော်ထင်တော်ရထားဟာဗလာရဲထင်ရဲ့လက်ကိုဆွဲပြီးနန်းတော်အပြင်ကိုထွက်လို့ဆိုပါတယ်အခုလိုနားထွင်းပွဲအတွက်လူရွေးတဲ့အရေးကြီးအမှုကိစ္စမှာမိမိဘရင်ကိုအသက်ပေးကာကွယ်ခွင့်ရမယ်ခွင့်ရလက်လွတ်ဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ဗလာရဲထင်ဟာယူကျုံမရဖြစ်ကတပင်ရွှေထီးကိုအခုလိုဥတိုက်လျှောက်ထားပါတယ်ဖះကျွန်တော်မျိုးကိုရဲစွမ်းတက်တီနဲ့သွေးမရှိဟုထင်မြင်ကြသည်မှာလွန်စွာအရှက်ရပါသည်အမှန်အားဖြင့်ဖះကျွန်တော်မျိုးသည်သွေးနဲ့သူမဟုတ်ပါဤစံသက်ပွဲအောင်မြင်ခြင်းမရသဖြင့်နောက်တော်ပါမှာကြောက်စီသားကိုထမ်းပြီးလိုက်ခွင့်ရတော်မူမဟုတ်သောကြောင့်လွန်စွာဝမ်းနည်းရပါသည်ဖះတို့ရတွင်ကျွန်တော်မျိုးရဲ့တက်တီကိုရွှေနှန်းရှင်ဖះနဲ့အများသိအောင်ပြသလိုပါသည်ဖះလို့လျှောက်ခါမိမိစကားဆုံးတာနဲ့ခါမှထိုးထားတဲ့ဓမြောင်ကိုချွတ်ပြီးဘိုက်ကိုတန်းခွဲလိုက်ပါတယ်သွေးတွေဒလဟောထွက်လာပေမဲ့ဗလာရဲထင်ကမိမိရဲ့ဘိုက်ကဥတွေကိုဆွဲထုတ်ပြီးကျော်ထင်တော်ရထားစီဥစားကိုကန်းကဗလာရဲထင်ကအလွန်မြန်တဲ့အချိန်နဲ့ပြေးပါတယ်ဘိုက်မှာဥတွေကုံသွားတာနဲ့ဗလာရဲထင်ဟာဘုံကနေလဲပြီးနေရာမှာတင်အသက်ထွက်သွားပါတယ်မျက်စိတမိတ်အတွင်းဖြစ်သွားတဲ့အရာဖြစ်တဲ့အတွက်ပရိသတ်ဘူပါအပေါင်းဟာကြောင်အန်းဖြစ်သွားကြပါတယ်တတိပြန်ဝင်လာတဲ့အခါဗလာရဲထင်ဟာအရှင်းအမှုတော်ကိုထမ်းခွင့်မရ၍အဆုံးစီရင်သွားတယ်လေးစားဂုံပြုထိုက်တယ်လို့ဆိုကာလက်ခုပ်လက်ခမောင်းခတ်ချီးကျူးဟစ်ကြွေးကြပါတယ်ဗလာရဲထင်တည်ဆုံးသွားတဲ့အခါတပင်ရွှေတီးကပြုံးတော်မူပြီးငတ်ကြုံရင်ဗလာရဲထင်ကမိုက်တော်မိုက်ရဲသားပဲတို့ရတွင်တက်တီကတော့မရှိဘူးလို့မိန့်ပါတယ်ဒါဟာသမိုင်းမှာပြောစမှတ်ကြံခဲ့တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့အဲ့ချိန်မှာတပင်ရွှေတီးပြောခဲ့တဲ့စကားဟာနောင်လာနောက်သားတွေအတွက်တက်တီရှိတာနဲ့မိုက်တာကိုပိုင်းခြားခဲ့တဲ့နက်နဲ့တဲ့အဆုံးအမတစ်ခုဖြစ်ခဲ့ပါတယ်